တော့ဒီနေ့မှလည်းကျွန်တော်တို့သခင်ယေရှုခရစ်တော်ပြောခဲ့တဲ့အကြောင်းအရာနှလုံးသွင်းမှာဖြစ်တယ်အခုအတော်တွင်းမှာတချို့တွေတတိပြုမိတဲ့သူတွေကတော့သိနိုင်တယ်ကျွန်တော်ရှင်မာကုခရစ်ကျမ်းကိုပဲတခမ်းပြီးစက်တိုက်လာရင်းနဲ့ဒီနေရာရောက်လာတာဖြစ်တယ်ဘာလို့ဒီနေ့ဒီတမန်ကျမ်းစာကိုရွေးလဲလို့မေးဒီနေရာရောက်လာလို့ရွေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ဖတ်ရင်နဲ့ဘုရားသခင်ဖော်ပြခြင်းရှိတယ်အဲ့တော့ဘယ်နေရာပဲရောက်လာတမန်ကျမ်းစာမှာပါသောနေရာတိုင်းဒီကျွန်တော်တို့အတွက်ဘုရားသခင်ပေးတော်သတင်းစကားရှိတယ်အာမင်ယုံကြည်စေခြင်းနဲ့ဘာလို့ဒီလိုပြောရလဲဆိုရင်တစ်ခါတလေကျွန်တော်တို့ယုံကြည်ခြင်းနေနည်းနည်းလေးယိုယွင်းလာတဲ့အပိုင်းတွေရှိတယ်ဝေဝါးလာတဲ့အပိုင်းတွေရှိတယ်ကျမ်းစာကိုဖတ်ပြီးနားမလည်တာတွေများလာတဲ့ကမှာကျမ်းစာကငါ့အတွက်ကိုဟုတ်ရလားလို့ပြီးဆိုပြီးတော့ပေါ်တင်မပြောရုံသာရှိတယ်ငါဖက်လည်းနားမလည်ပါဘူးကွာဆိုငါ့အတွက်မဖားမှမရှိသလိုခံစားရတဲ့သူတွေလည်းရှိတတ်ကြတယ်ယုံကြည်ခြင်းနဲ့တိုးဝင်ရအောင်ဒီနေ့တမန်ကျမ်းစာအပြင်ငါ့ကိုဘုရားသခင်ပြောချင်တာရှိတယ်တမန်ကျမ်းစာအပြင်ဒီမှာရှိနေသောသားသမီးအယောက်စီတိုင်းကိုတီးသန့်ကျွန်တော်တို့တယောက်ချင်းစီတိုင်းတို့ကိုတီးကြဟို special တော်ရောသောမသာခြင်းကျေးဇူးပြုဖို့ဘုရားသခင်ပြင်ဆင်ထားတယ်သူများအင်ကြီးပေးဖို့တလို့မျိုးမဟုတ်ဘူးတိုင်းမီပေးဖို့တလို့မျိုးပဲကျမ်းချက်တိုင်းကနေကျွန်တော်တို့အတွက်တော်လျော်သောမသာခြင်းကျေးဇူးတွေရှိတယ်ဒီနေ့သင်ကိုဘုရားသခင်တော်လျော်သောမသာခြင်းကျေးဇူးပြုမယ်ဘုရားသခင်ဖြစ်တယ်အာမင်အာမင်အဲ့တော့ဒီနေ့ဖတ်သွားတဲ့တမန်ကျမ်းစာမှာအထူးသဖြင့်ကျွန်တော်နှလုံးသွင်းမှတ်သားသွားဖို့တခါတည်းပဲဓာတ်ရိုက်ပြောရရင်အဓိကဘယ်အပိုင်းကိုကျွန်တော်တို့မှတ်သားစေချင်တာလဲဆိုရင်တော့ကဲတာဘယင်ဤဥစ္စာကိုကဲတာဘယင်အားဆက်ပေးကြလော့ဖျားသခင်ဤဥစ္စာကိုကဖျားသခင်အားဆက်ပေးကြလော့ဆိုတဲ့သခင်ယေရှုခရစ်တော်ရဲ့စကားနှလုံးသွင်းမှာဖြစ်တယ်ကျွန်တော်အကြိမ်မပင်ပန်းတန်ထက်ခါပြောတဲ့စကားတစ်ခုကသခင်ယေရှုခရစ်တော်ပြောသောစကားဒီဘာတရားလဲတမန်တရားဖြစ်တယ်တမန်တရားဆိုတာဘယ်နေရာမှာမမှားသောတရားဖြစ်တယ်တမန်တရားဆိုတာဘယ်အချိန်မှာမမှားသောတရားဖြစ်တယ်ဘယ်နိုင်ငံမှာမမှားသောတရားဖြစ်တယ်တနည်းအားဖြင့်သခင်ယေရှုခရစ်တော်စကားဒီတမန်တရားအကျွမ်းမဲ့ခံယူအပ်သောသစ္စာစကားဖြစ်တယ်မမှားနိုင်ဘူးသခင်ယေရှုခရစ်တော်ပြောသောနှုတ်ကပတ်တော်သည်ကျွန်တော်၏ခြေရှင်မှာလင်းစေမဲ့မိခွက်ဖြစ်တယ်အာမင်မှတ်ထားရင်ဘယ်တော့မှမမှားဘူးနားလေတာမလဲတာနောက်ကိစ္စထားအောင်အရင်ဆုံးမှတ်ထားဘာလို့ကမလဲအရင်ဆုံးမှတ်ထားစာလန်ဆရာပြောတယ်ဗျာဒိတ်တော်ကိုကျွန်တော်နှလုံးထဲမှာတူတာကိုတော်ကိုမပြစ်မှာပဲနေနိုင်ပါမည်အကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီတူထားတော့ဘာလို့တာလဲတိန်နာတာတေချာ save လုပ်ထားတာဒီကနေ့ဖုန်းစကားပြောတေချာ save ထားတာကိုကြိုက်တဲ့ post တွင် save ထားတော့အချိန်မပြန်ဖွင့်ကြည့်လို့ရတဲ့သဘောပဲဖုန်းထဲမှာ save တာမဟုတ်ဘာမှ save တာလဲနှလုံးသားထဲမှာအလွတ်ရဖို့တော့ဘာလို့ဖို့လို့လဲအလွတ်ချက်ဖို့လို့တယ်တမန်ကျမ်းစာတစ်ခါတည်းအလွတ်ချက်ဖို့လို့တယ်ဒီကနေ့စကလုံးဤသည်မြည်၍အလွတ်မရအောင်မှတ်သွားသခင်ယေရှုကဘာပြောသလဲဆိုတော့ကဲတာဘယင်ဤဥစ္စာကိုကဲတာဘယင်အားဆက်ပေးဖျားသခင်ဤဥစ္စာကိုကဖျားသခင်အားဆက်ပြီးပေးပါဆက်ပေးကြလောလို့သခင်ယေရှုခရစ်တော်ပြောပါတယ်ကဲတာဘယင်ကိုပေးဖျားသခင်ရဲ့အရာကိုဖျားသခင်ကိုပေးဒီနေ့သခင်ယေရှုရဲ့တမန်တရားဖြစ်တယ်အဲ့တခုမှတ်မိသွားရင်တော်တန်ပြီဒီနေ့โอเคကျွန်တော်ဘုရားသခင်ကိုဘယ်အရာပေးရမှာလဲဘုရားသခင်နဲ့ဆိုင်တဲ့အရာကိုဘုရားသခင်ပေးဖို့လိုတယ်โอเคပြီးတဲ့အခါမှာဘယ်ဘီနဲ့ဆိုင်တဲ့အရာဘယ်သူပေးရမလဲဒီကနေ့ခေတ်မှာကဲတာဘီတော့မရှိဘူးပေါ့လေကဲတာဘီဆိုတာနဲ့စီဇာဘီနဲ့ကျွန်တော်အကိုင်းစားဒီယောမဘီနဲ့နော်ယောမဘီနဲ့တော့ဒီကနေ့ခေတ်တော့မရှိဘူးဟုတ်ပြီဒီစကားကိုသခင်ယေရှုခရစ်တော်ဘာဖြစ်လို့ပြောရတာလဲပြောရတာလဲဆိုတဲ့အကြောင်းကိုအစနဲ့ပြန်ပြီးတော့တို့တွေစဉ်းကျင်ပဲကြည့်တဲ့အခါမှာရှင်မာကုခရစ်ယာန်ခန်းကြီး7အငယ်73ကနေစပြီးကြည့်မယ်ဆိုရင်စကားတော်ကိုချောင်းမြောင်း၍အပြစ်ပြုခွင့်ကိုရခြင်းကပါရိရှဲတို့နှင့်ဟေရုဒ်တပည့်အချို့တို့ကိုအထံတော်သို့ဆေလွတ်ကြ၏တဲ့သခင်ယေရှုခရစ်စီကိုသခင်ယေရှုကိုအပြစ်ရှာပြီးဘယ်နေရာမှာစကားမှားသလဲဆိုတာကိုအပြစ်ရှာပြီးဒုက္ခပေးနိုင်ဖို့တဲ့ပါရိရှဲကိုင်းကလည်းပါရိရှဲတချို့လွတ်လိုက်တယ်ဟေရုဒ်တပည့်တွေကလည်းသူတို့တပည့်တချို့ကိုလွတ်ပြီးပြဿနာရှာဖို့လွတ်လိုက်တယ်โอเคသခင်ယေရှုစီတချို့လာတယ်ဘာလို့လာလဲပြဿနာရှာဖို့လာတဲ့အဖွဲ့ရှိတယ်โอเคပြဿနာရှာဖို့လာတဲ့အဖွဲ့ရှိတယ်โอเคအဲ့တော့ဒီပြဿနာရှာမဲ့သူတွေကြီးတဲ့အခါမှာပါရိရှဲဆိုတော့ကဘာသာရေးသမားတွေဖြစ်တယ်အရင်အကူကလည်းကောင်းနေတယ်နော်နည်းနည်းရှော့လို့ရလဲရှော့ပြတော့အဲ့တော့ပါရိရှဲကဘာသမားလဲဆိုတော့ဘာသာရေးသမားဖြစ်တယ်ဟေရုဒ်ဆိုတာကဘာလဲဘယင်ဆိုတာကဘာသာရေးလားနိုင်ငံရေးလားအဲ့တော့ကြည့်တဲ့အခါမှာသခင်ယေရှုဒုက္ခပေးခြင်းတာနှစ်ဖွဲ့ရှိတယ်တစ်ဖွဲ့ကဘာသာရေးသမားဖြစ်တယ်နောက်တစ်ဖွဲ့ကနိုင်ငံရေးသမားဖြစ်တယ်သခင်ယေရှုကိုဘာသာရေးသမားရောနိုင်ငံရေးသမားရောကအပြတ်ရှင်းခြင်းတဲ့အခြေအနေဖြစ်တယ်။နဲ့သူတို့
ယေရှုဆက်လုပ်နေသူတို့လည်းကြည့်ရတာအခြေအနေမကောင်းတော့မဲ့သဘောလားမသိဘူးဘာသာရေးသမားနိုင်ငံရေးသမားသခင်ယေရှုမကြိုက်ဘူးသခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေနောက်လိုက်တယ်ကျွန်တော်တို့တွေခရစ်ယာန်ဆိုတာသခင်ယေရှုခရစ်တော်ရဲ့နောက်လိုက်ဖြစ်တယ်โอเคသိရနော်ခရစ်ယာန်ဆိုတာဘယ်သူရဲ့နောက်တော်လိုက်တယ်လဲအဲ့တော့သခင်ယေရှုခရစ်တော်ကြုံခဲ့ရတယ်ကျွန်တော်တို့မှကြုံရကြရတယ်ရှိတယ်ဒါလေးကိုသတိပြုစေခြင်းနဲ့သခင်ယေရှုခရစ်တော်အသက်ရှင်တဲ့ကတမန်တရားကိုပြောတဲ့အခါတမန်တရားကိုပြောတဲ့အခါဘာသာရေးသမားတွေလည်းသူကိုမကြိုက်ဘူးနိုင်ငံရေးသမားတွေလည်းမကြိုက်ဘူးဒါပေမဲ့သခင်ယေရှုကဘာအဓိကထားလဲဘယ်သူကြိုက်ဖို့ပဲထားလဲဟေးကြည်တာငါအဖရဲ့အလိုကိုစောင့်ဖို့အဓိကဖြစ်တယ်ဒါကသတိထားစရာဖြစ်တယ်ကျွန်တော်တို့လှုပ်တော်အရာကျွန်တော်တို့ပြောတော်အရာဒီဘာသာရေးသမားကြိုက်ဖို့လည်းမဟုတ်ဘူးနိုင်ငံရေးသမားကြိုက်ဖို့လည်းမဟုတ်ဘူးဘယ်သူကြိုက်ဖို့လဲဘုရားသခင်ကြိုက်ဖို့ဘုရားသခင်ကြိုက်တဲ့အသက်တာနဲ့အသက်ရှင်ဖို့ဖြစ်တယ်လူတွေကြိုက်ဖို့အသက်ရှင်ရမှာမဟုတ်ဒီကနေ့တစ်ခါတလေကျွန်တော်တို့အများစုရဲ့ပြဿနာကလူကြိုက်များခြင်းတဲ့ပြဿနာဖြစ်တယ်တခြားလူတွေမသိဘူးကျွန်တော်ပြဿနာလည်းအဲ့ဒါဖြစ်တယ် Facebook ပေါ်မှာ post လေးတစ်ခုတင်ပြီး like ဘယ်နှခုရလဲဆိုခဏခဏကြည့်ရတယ်ဒီနေ့ like က9ခုပဲရသေးတယ် morning devotion မှာတင်ပြီးဝိုင်းကြည့်တယ်ငါ့ဖွဲ့ထဲမှာရှိတာတော့အယောက်90 80လောက်ရှိတယ်ဒီလူတွေအကုန်လုံး like မပေးပါလားငါကြည့်တယ်ဒီလူတွေအကုန်သာ share လိုက်ပဲဆိုငါ့ဖွဲ့တော့လူကြိုက်များကြည့်တယ်ကျွန်တော်တို့လူကြိုက်များကြည့်ပြဿနာအဲ့တော့ဒီကနေ့လူတော်များကြီး like ပြဿနာနဲ့ပဲပြဿနာနဲ့တချို့အိမ်အောင်တွေလည်းကျွန်တော်ကြားဘူးလေနော်ယောက်ျားတင်ပြီးတော့မိန်းမ like မပေးနေငါပို့စင်တာ like မပေးသေးဘူးလားအဲ့ပြဿနာအရန်လူကြိုက်များခြင်းနဲ့အရန်ကိုယ်လူကြိုက်များတာဖြစ်ခြင်းနဲ့ခင်ပါလေဘာသာရေးကလည်းတမန်တရားကိုမရှာတော့နိုင်ငံရေးကလည်းတိုင်းပြည်ကောင်းစားရေးကိုမရှာတော့ဘာဖြစ်လဲသူတို့အဓိကပါပဲလေလူကြိုက်များဖို့ပဲသခင်ယေရှုအဲ့ဒါနဲ့ဆန့်ကျင်ပဲဖြစ်တယ်သခင်ယေရှုလူကြိုက်များဖို့တတ်မရှိဘူးဖခင်ကြိုက်ဖို့တတ်ရှင်တယ်အာမင်ဒီကနေ့ဒါလေးသတိရစေခြင်းနဲ့လူကြိုက်များအောင်လေတချို့ကအရန်နိုင်ငံရေးဆန်နေပြောတကယ်နိုင်ငံရေးကကောင်းတယ်တကယ်နိုင်ငံရေးဆိုတာတကယ်ကိုယ်နိုင်ငံကောင်းစားရေးအတွက်ကကောင်းတယ်ဒါပေမဲ့တချို့ကအရန်ဒီကနေ့ခေတ်မှာနိုင်ငံရေးဆန်တယ်ဆိုတဲ့စကားလုံးတိတ်ပြတခါတည်းညတော့ကိုတကယ်မှန်အောင်မပြောရတော့ဘဲနဲ့အများကြိုက်အောင်လိုက်ပြောတဲ့အနေအထားမျိုးတွေအရန်ရှိလာတယ်အဲကြောင့်ဒီကနေ့လူတွေကြားထဲမှာတော့ဘလို့တရားကပို့ပြီးတော့ခစ်စားလာလဲဆိုတော့ဟေးတယောက်နဲ့တယောက်ရံမဖြစ်ကြနဲ့ရံမဖြစ်တာကောင်းလားကောင်းတာပေါ့တယောက်နဲ့တယောက်ချစ်ဖို့အရေးကြီးတယ်တယောက်နဲ့တယောက်အဆင်ပြေဖို့အရေးကြီးတယ်စီးလုံးဖို့အရေးကြီးတယ်အဲ့ဒီအတွက်ကြောင့်ဘာမပြောနဲ့လဲသခင်ယေရှုကြောင့်မပြောနဲ့အရန်ကိုဘယ်လိုပြောမလဲလူကြိုက်ဖို့ရန်အတွက်အဓိကထားလာတဲ့သဘောတရားတွေရှိလာတယ်လူချင်းတဲဖို့ကအဓိကလူချင်းတဲဖို့ကအဓိကအဲ့ဒါကြောင့်အရေးကြီးတာဟေးမင်းဘာသာကိုဟိုဘာသာမပြောနဲ့ဘာယုံကြည်လဲမယုံကြည်တာအခန်းထဲမှာကျင့်ယုံကြည်တာအခန်းထဲမှာကျင့်စုတော်ညကိုဘာသာကိုစုတော်ညဒါပေမဲ့အရေးကြီးတာဘာလဲငါတို့ဒီနေရာမှာငါတို့စုလုံးနေစီးလုံးနေဖို့အရေးကြီးတယ်အရန်နိုင်ငံရေးစံနဲ့ယုံကြည်ခြင်းတွေဖြစ်လာတယ်အဲ့ဒီခါမှာသခင်ယေရှုပြောတာကတော့အဲ့ဆိုရငါ့ကိုအမိမပြုလျင်အဘယ်သူများခမည်းတော်ထံသို့မရောက်ရသခင်ယေရှုကတော့ဟုတ်လားအေးမင်းတို့ကြိုက်မလားမင်းတို့ကြောက်တာငါပြောရတယ်မင်းတို့လည်းသွားမင်းတို့သွားတဲ့ဘက်ကနေရောက်မှာပေါ့တည်းနော်ငါ့ကိုလည်းယုံနည်းနည်းပို့လွယ်မယ်ကွာတချို့အဲ့လိုခရစ်ယာန်အဲ့လိုမျိုးတက်သိခံတာခရစ်ယာန်ကြောင့်တက်သိခံအဲ့လိုတက်သိခံတာနော်အတူတူပဲဘာသာရေးတွေကောင်းတယ်ရောက်မှာပဲဘယ်ဘက်ကနေပြီးကားစီစီဆိုးမျိုးတော့ရောက်မှာပဲနော်ရောက်မှာပဲအဲ့တော့ဒါပေမဲ့ငါနဲ့သွားတော့ငါနည်းနည်းပိုမြန်တယ်ကွာငါပြိုင်ကားလေးကွာနော်အဲ့တော့သခင်ယေရှုခရစ်တော်နည်းနည်းပိုလွယ်တယ်ရောက်မယ်ဆိုပြီးပြောတယ်မဟုတ်ယေရှုအဲ့လိုမပြောဘူးဟာလေလုယာတကယ်ကြောဘာပြောလဲဆိုတော့ငါကိုအမိမပြုတ်လျင်ဘယ်သူများခမည်းတော်ထံသို့မရောက်တခြားလမ်းမရှိဘူးတဲ့မင်းတို့ငါ့ကိုမယုံရင်ယုံတခင်ယေရှုအားကိုးရင်ကိုမကိုးရင်ဘယ်သူမှမကောင်းရာသူဂတိမရောက်နိုင်တဲ့သဘောတခင်ယေရှုပြောတယ်ကျွန်တော်တို့ပြောရတော့အရင်ငါပြောရတာနော်တမျိုးကြီးဖြစ်တယ်လူတွေကလည်းပြောကြတယ်မင်းတို့ကအဲ့လောက်တောင်မှအမြင်ကျင်းတာလားခရစ်ယာန်တွေအရင်မြင်ကျင်းတာပဲဒီကနေ့ခေတ်မှာခရစ်ယာန်တွေအရင်အမြင်ကျင်းတယ်လို့ပြောတဲ့သူလည်းအများကြီးရှိပါတယ်ကဘာနဲ့ကြည့်ပြီးရှိပါတယ်အရင်အမြင်ကျင်းတယ်တလန်းနဲ့ပဲရှိတယ်ပြောတယ်တကယ်ရွှေ့ကြိုပြောတာပြီးသားငါလန်းကတဲ့ကျင်းတယ်တဲ့ဝန်ခံတယ်တကယ်ငါလန်းကျင်းတယ်တလန်းပဲရှိတယ်တဲ့တွေ့ပြီးဝင်တဲ့သူရှားတယ်တဲ့ခက်ခဲတာပြင်မနာပြောတာမဟုတ်တကယ်ရွှေ့လမ်းကျင်းတဲ့ခါတချို့တွေကကြော်သွားတယ်လေနော်တခုဒီတလန်းပဲမကြိုက်ချင်ကြဘူးလေနော်တကယ်ရွှေ့ပြောတယ်မဟုတ်တလန်းပဲရှိစိတ်မကောင်းတမန်တရားပြောအမှန်တရားကအဆုံးရောက်တယ်မရောက်ဘူးဆိုတာမရှိဘူးတချို့အမင်းတို့ဘာသာရေးအဆုံးရောက်တယ်မဟုတ်တမန်တရားမှာအဆုံးရောက်တယ်မရောက်အမှန်တရားမှာအဆုံးရောက်တယ်မရောက်ဘူးဆိုတာမရှိဘူး PH7 ကရေးဆိုရင် PH7 ပဲရေး8ဖြစ်သွားတာ ਨੇ
ရေမို့တော့6ဖြစ်သွားတယ်ရေမို့တော့ဟောမင်းကလည်းကွာမင်းတို့ကလည်းအရန်တယူအယူတန်လုံးနဲ့ပြေး7မှရေလာတခြားရေလုံးလို့မရဘူးလားသူ sorry အယူတီးထိုင်ပဲမရှိဘူးဒီ point မှာဒါဖြစ်တာတမန်တရားသဘောတရားဒီလိုပဲကျွန်တော်တို့ဟိုအမြင်ချင်းဟိုမကျင်တဲ့အခါမှာအပြန်လည်ပြောဆိုလို့ရပါမယ်ပြင်ပြီးလို့မရနိုင်ဘူးတခင်ယေရှုကတော့ပြောတယ်ဟုတ်တယ်ကိုရောကိုတခင်ယေရှုကိုယုံကြည်ခြင်းအပြင်ပဲခမည်းတော်တန်တို့ရောက်မှာဖြစ်တယ်ဒါကြောင့်အဲ့ဒီအခါမှာအဲ့လိုလူတွေကနိုင်ငံရေးဆန်ဆန်ပေါ့နိုင်ငံရေးဆန်လို့ပြောတဲ့အခါမှာတကယ်နိုင်ငံကောင်းစားဖို့လုပ်နေတဲ့သူမျိုးပြောချင်တာမျိုးမဟုတ်ပြောချင်တာသူများကြိုက်ဖို့ပဲနေတတ်တဲ့သူတွေကြားထဲမှာဘသူတွေကအန်ရဖြစ်လာလဲဆိုတော့တမန်တရားကိုပြောတဲ့သူတွေအန်ရဖြစ်လာဒီလူတဲ့အန်ရရှိတဲ့လူလို့သတ်မှတ်လာတယ်ဒီနေ့လူအတိုင်းဝိုင်းထဲမှာတစ်ခါတည်းကျွန်တော်အင်္ဂလိပ်တရားဟောတဲ့သူတွေလည်းအန်ရရှိတဲ့သူတွေလို့သတ်မှတ်တတ်ကြတယ်ဒီကောင်လေးအရင်ယူသေးတယ်ပေါ့ယူဆွဲတယ်ပေါ့သတ်မှတ်တတ်ကြတယ်နောက်တစ်ဖက်မှာကျတော့ဘာသာရေးသမားတွေကလေဖျားသခင်ရဲ့အလိုတော်ကိုရှာဖို့တဲ့ကိုယ်ဂိုင်းတွေကလူတခြားပါသွားမှပို့ကြောတတ်ကြတယ်ကိုယ်ဂိုင်းတွေကသူတခြားတစ်ဖက်ရောက်သွားမှာသူဂိုင်းတွေကလူတွေကိုယ်ဂိုင်းမှာလူများလာဖို့ကိုယ်ဘာသာထဲမှာလူများလာဖို့ပို့ပြီးတော့စီယုံရေးစင်းကျင်တဲ့သဘောရှိတယ်အဲ့ဒါကြောင့်လေတချို့ကအဲ့ဒီတခြားအင်္ဂလိပ်တရားသားလိုက်ဟောတာအဲ့လူတွေအင်္ဂလိပ်တရားရစေခြင်းနဲ့ဆိုတာထက်ကိုယ်ဂိုင်းကနာအရာငါတို့ဘာသာမှာလူပိုများရဲဆိုတဲ့သဘောနဲ့ကြွားခြင်းတဲ့သူတွေလည်းရှိတတ်ကြတယ်လူတွေကိုထာဝရအသက်ရစေခြင်းနဲ့ဆိုတာထက်ကိုယ်ဂိုင်းကနာလူပိုများအောင်လူစုခြင်းနဲ့ဒီဘာသာရေးသဘောတဘာဝတွေလည်းရှိတယ်အဲ့ဒီလူတွေကလေဒီကနေ့ခေတ်မှာတွေ့ရနိုင်တယ်ငါတို့ဖျားเจ้าလူတွေဟိုဘက်ဖျားเจ้าရောက်ကုန်ကြပြီငါတို့ဂိုင်းကနာကလူတွေဟိုဘက်ဂိုင်းကနာရောက်ကုန်ကြဆိုပြီးဆိုရင်စိတ်တွေစိုးကြဟိုဘက်ဒီဘက်ပြန်ပြီးပြောကြဆိုကြဒါကြောင့်ကျွန်တော်ဒီမှာရှိတဲ့သူတွေအကုန်လုံးအားပေးတယ်ဒီညနေအရန်ဝေးရင်နီးတဲ့ဖျားเจ้าမှာသွားခြင်းလဲသွားကြဒါပေမဲ့အရေးကြီးတာအပတ်တိုင်းမှာတကယ်ဝုပြုကိုယ်နဲ့တကယ်ရောက်ဖို့လိုတယ်ကျွန်တော်ဖျားเจ้าလည်းမရှိဘူးဟိုလူဖျားเจ้าလည်းမရှိဘူးခရစ်တော်ရဲ့ဖျားเจ้าမရှိတယ်ဒါပေမဲ့တမန်တရားကိုစင်ကြင်မှာစစ်ဆေးပါတမန်တရားမမားစေနဲ့တမန်တရားမှားရင်တော့အဲ့နေရာကတမန်တရားနဲ့လွဲနေတာတွေ့ရင်ထွက်ဒါပေမဲ့အရေးကြီးတာဒီနေရာမှာရောက်ဖို့တကယ်တမန်တရားနဲ့သွားနေတဲ့ဖျားเจ้าတစ်ခုခုမှာတကယ်ရှိနေဖို့အရေးကြီးတယ်ဒါဂိုင်းကနာကဘာဖြစ်လဲသူမရောက်ပါဖို့ငါတို့ဂိုင်းနဲ့မှာငါတို့ဂိုင်းနဲ့ထွက်သွားမှာဆိုအများကြီးပြဿနာတွေဖြစ်တယ်သခင်ယေရှုခရစ်တော်โอเคဟိုသခင်ယေရှုခရစ်တော်ပေါ်လာတဲ့ခါမှာအဲ့တော့ဘာသာရေးဘိုင်းကလူတွေကနိုင်ငံရေးဘိုင်းကလူတွေအကုန်လုံးသခင်ယေရှုကလည်းရှင်းတယ်မဟုတ်ဘူးလူတွေကြိုက်ဖို့လည်းလုပ်တာမဟုတ်ဘူးယူဒဘာသာရဲ့လူတွေပုံဝင်လာဖို့လည်းလုပ်တာမဟုတ်ဘူးလူတွေထာဝရသက်ရဖို့အတွက်ပို့ပြီးအရေးကြီးတယ်ဆိုတော့ပြောတဲ့အခါမှာအကုန်လုံးမကြေမချမ်းနေဖြစ်လာတယ်ဒါကြောင့်ပထမဦးဆုံးတစ်ချက်အနေနဲ့အားလုံးကိုသတိရစေချင်တာသခင်ယေရှုခရစ်တော်ကဘာသာရေးသမားတော်ကနိုင်ငံရေးသမားတော်အတွက်ကောနည်းနည်းလေးချိန်ချောက်မှုဖြစ်ခဲ့တယ်လို့သခင်ခရစ်တော်ရဲ့နောက်လိုက်တွေမှာလည်းကျွန်တော်လည်းအဓိကရည်ကြည်တာဘသူကြိုက်ဖို့ဆိုတာတဲ့ဘုရားသခင်ကြိုက်နေတဲ့တော်သူဖြစ်ဖို့အရေးကြီးတယ်တကယ်လေအရင်တည်းထားတယ်အဲ့ဒါတမန်တော်ရှင်ပေါ်လူကလေကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်9မှာဒီလိုပြောလိုက်ဆိုရအောင်ထို့ကြောင့်ငါတို့သည်နေမြဲအရ၌နေသည်ဖြစ်စေကွာဝေးရာအရ၌နေသည်ဖြစ်စေသခင်ဖျားနှစ်သက်တော်မူသောသူဖြစ်ခြင်းကစေတနာစိတ်ရှိ၍ကြိုးစားအားထုတ်ကြ၏နောက်တစ်ခေါက်ဖတ်မယ်ထို့ကြောင့်ငါတို့သည်နေမြဲအရ၌နေသည်ဖြစ်စေကွာဝေးရာအရ၌နေသည်ဖြစ်စေသခင်ဖျားနှစ်သက်တော်မူသောသူဖြစ်ခြင်းကစေတနာစိတ်ရှိ၍ကြိုးစားအားထုတ်ကြ၏ဘယ်နေရာပဲရောက်တဲ့ငါတို့စေတနာစိတ်နဲ့ကြောစေတနာဆိုအားရပါစိတ်ပါလက်ပါနဲ့ကြိုးစားတာတစ်ခုပဲရှိတယ်တဲ့သခင်ဖျားနှစ်သက်တော်မူသောသူဖြစ်ခြင်းကဖြစ်တယ်အဲ့တော့ဒီကနေ့ဘယ်နေရာမှာပဲကျွန်တော်တို့ပါဝင်နေဒါဒီမှာရှိတဲ့ညီကောင်မတစ်ခါတလေကြာရင်ကျွန်တော်တို့ training တွေနေဘလုံးသွားကံမဲ့သူတွေတော့တစ်ခါလေရှိတတ်ကြတယ်ကျွန်တော်တစ်ခါလေအရင်မတောင်းဘူးကျွန်တော်ပြောတယ်ရှိတဲ့နေရာမှာတော့ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားပါစေရှိတော့ခါလေအခြေအနေမျိုးကြောင့်တင်းကိုဖခင်ကပို့ရနေရရှိနိုင်တယ်ကျွန်တော်လက်ခံတယ်ရှိနိုင်တယ်ဒါပေမဲ့ရှိတဲ့အခါမှာလူတချို့ကဒီဖခင်ကြောင့်နဲ့ရောက်တော့မှဖခင်နဲ့တောင်းနေရမယ်လို့ထင်တာဘလုံးကွင်းနဲ့ရောက်သွားရင်ရပြီဒါဒီနေရာဖျားเจ้าနဲ့မဆိုင်ဘူးเนาะကျွန်တော်ဒီမှာခဏပြောတာတကူရှိတယ်အရင်တော့သူတွေလေဟိုသခင်ယေရှုကယ်တင်ရှင်တော်မလေဘောလုံးဝင်းနဲ့ယူမသွားကြဘူးကျွန်တော်ဒီကအင်ကြီးချုပ်တုန်းကကျွန်တော်ရေးပေးတယ်သခင်ယေရှုကယ်တင်ရှင်ဆိုတဲ့စာနဲ့ရေးပြီးတော့လေဟာအခုဝိုင်းတာကြဆရာမလုပ်ပါနဲ့အဲ့ဒီအင်ကြီးတော့ကျွန်တော်မိုးပေးရတယ်ဘာဖြစ်လို့လဲဆိုတော့ဘောလုံးဝင်းနဲ့ကျွန်တော်ဆဲမယ်ဆိုတော့သခင်ယေရှုကယ်တင်ရှင်ကိုကျွန်တော်ဘောလုံးဝင်းနဲ့ယူမသွားကြဘူးမဟုတ်ဘူးဖျားသားသမီးကဘောလုံးဝင်းနဲ့ရောက်ရင်လေဖျားသားသမီးပဲရှိုးတီးနေရင်လေဖျားသားသမီးပဲဘယ်နေရာရောက်ကျွန်တော်ပြောတာရတယ်ဖျားသခင်လှုပ်လို့ဖျားသခင်စခိုင်းတဲ့ကကိုယ်ပေးတဲ့စုကျေးဇူးကလောက်ရမယ့်နေရာရှိတယ်လောက်ရမယ့်နေရာရောက်သွားရင်မမေ့နဲ့ငါတို့ကဖျားเจ้าအပြင်မှာမဟုတ်ဘူးဖျားเจ้าအပြင်ဘယ်တော့မှမရောက်သင်ကကိုယ်တိုင်ကပေးမှန်တော့ဖြစ်တယ်
အာမင်နှစ်သက်ဖို့ဘုရားသခင်နှစ်သက်တော်တာရက်ဝေးသည်ဖြစ်စေနီးသည်ဖြစ်စေဘုရားသခင်နှစ်သက်တဲ့တက်မှာငါသက်ရှင်နေတယ်အဲ့ဒီကဘုရားသခင်သွားတဲ့ညသူဆက်ပြီးတော့သွေးဆောင်ခေါ်ယူသွားမှာဖြစ်တယ်အဓိကကဘာလဲဘုရားသခင်နှစ်သက်တော်သူဖြစ်ဖို့ရအဓိကဖြစ်တယ်လူကြိုက်သွားဖို့မဟုတ်တတိယပါဘုရားသခင်နှစ်သက်ဖို့သက်ရှင်ပါကဲပြောလာတယောက်ဘုရားသခင်နှစ်သက်ဖို့သက်ရှင်ပါလို့နိုင်ငံရေးသမားကြောက်အောင်လည်းနေပြကြမလို့ပါဘူးလို့ဘာသာရေးသမားကြောက်အောင်လည်းနေပြကြမလို့ပါဘူးသခင်ဘုရားနှစ်သက်တော်တက်တာဖြစ်ဖို့လိုတယ်အာမင်ဟုတ်ကဲ့ပြောလိုက်ထပ်ပြောလိုက်ဘယ်ကလိုက်တွေလိုချင်နေတာလဲလို့ဘယ်ကလိုက်တွေလိုချင်တယ်ဘသူပေးတဲ့လိုက်တွေလိုချင်နေတာလဲနော်အရေးကြီးတာဘုရားသခင်ပေးတဲ့လိုက်ရဖို့အဓိကဖြစ်တယ်အာမင်အဲ့တော့ရှင်မာကုစနစ်ကိုပြန်သွားမယ်နိုင်ငံရေးသဘောဘာသာရေးသဘောလာပြီးတကယ်ကျပြဿနာရှာပြီးလာပြီးတော့သူတို့ချောင်းတယ်အဲ့တော့သူတို့ခွာချက်မှာသူတို့နော်ဘာသာရေးဘက်ကနေအမှန်တိုင်းဖြစ်ရင်နိုင်ငံရေးသမားပြဿနာရှာလို့ရအောင်နိုင်ငံရေးဘက်ကနေအမှန်တိုင်းဖြစ်ရင်ဘာသာရေးသမားပြဿနာရှာလို့ရအောင်ဆိုပြီးတော့ဒီပါရီရှဲနဲ့ဘသူတပည့်လေဟေရိုရဲ့တပည့်တွေရောက်လာတယ်အရင်ဆုံးရောက်လာတဲ့ကမှလေလူကြိုက်အောင်နေတဲ့သူကလူကြိုက်အောင်စကားတော့ပြောတတ်တယ်သလားလာမြောက်ပင်အရှင်ဘုရားကိုရောဒီသစ္စာရှိပါရဲ့ဟုတ်တယ်သူစကားကောင်းလာပြောတယ်ကိုရောကဘယ်သူကိုမှမကြောက်လူမျက်နှာကိုမထောက်ပဲဘုရားသခင်တရားလမ်းကိုဟုတ်မှန်စွာပြတော်မူသည်ကိုကျွန်တော်တို့သိကြပါ၏ကိုရောကလေအမြင်နဲ့မလင်ဘူးနော်ကိုရောအမှန်တိုင်းပဲပြောတာဘသူမျက်နှာမှလည်းမထောက်ဘူးလာမြောက်တာမြောက်ပင်မှန်လာတာတွေကဟုတ်ကောသခင်ယေရှုကသစ္စာစကားမပြောဘူးလားလူမျက်နှာကိုမထောက်ဘူးမဟုတ်ဘူးလားမထောက်ဘူးလေဟုတ်တယ်မြောက်တာသခင်ယေရှုကတကယ်ဖြစ်တည်မှုလို့သူတို့ကြော်အောင်မချီးမွမ်းနိုင်သေးဘူးသခင်ယေရှုအဲ့ဒါသူတို့မြောက်တာတဲ့ပိုကောင်းနေသေးတယ်အာမင်ခါလေးသိဆရာရဲ့မိကွန်းနည်းနည်းလေးထောင်ချောက်စင်တွေဖြစ်သွားတယ်ခွင့်လွတ်ပါမဟုတ်ပါဘူးရိုးလေးမေးတာပါရိုးလေးဟုတ်တယ်သခင်ယေရှုသစ္စာရှိတယ်ဘယ်သူမှမကြောက်ဘူးလူမျက်နှာကိုလည်းမထောက်ဘူးဘုရားသခင်တရားလမ်းကိုပဲဟုတ်မှန်စွာပြတယ်မှန်တော့မှန်တယ်မှန်တာကိုပြောလားပြောမှစိတ်ထဲကမှန်တာပြောချင်တာမဟုတ်ဘူးမြောက်ချင်တာတချို့ပါဇက်ကအမှန်တိုင်းတော့ပြောတယ်ဒါပေမဲ့စိတ်ထဲကတလွဲတွေဖြစ်နေသူတွေရှိတယ်ဒါပေမဲ့တလွဲပြောလို့လည်းမှားသွားလားဆိုတော့စိတ်ထဲကလွဲနေလို့လည်းမမောက်သူပြောတဲ့စကားအမှန်ပဲဒါကလုံးဝမမှားနိုင်တဲ့စကားဒါပေမဲ့သူတို့ကစကားချိုသုံးတာလာပြီးမြောက်ပင့်တာသခင်ယေရှုကအေးစေကိုဘာလာမြောက်လဲမသိဘူးသူတို့မြောက်တာကသခင်ယေရှုရဲ့ဖြစ်တည်တဲ့ကောင်းမြတ်ခြင်းကိုမမိသေးဘူးအာမင်သခင်ယေရှုကလူတွေမြောက်နိုင်တာတဲ့ပိုကောင်းသောသခင်ဖြစ်တယ်တခါတည်းကျွန်တော်ဒါဝိတ်ကိုလို့ခံစားမိရသလားစာလံကျမ်းတွေဖတ်လိုက်လေဟာတကုံတွေမြောက်တယ်လို့ခံစားဘုရားသခင်ကိုတကုံတွေဒါပေမဲ့တကယ်ဘုရားသခင်ကောင်းမြတ်ခြင်းပြန်စဉ်းစားတဲ့အခါဒါဝိတ်မြောက်တာလူတော်လူတွေဒါဝိတ်မြောက်တာမချီးမွမ်းတာလူတော်လူတွေဘုရားသခင်ကောင်းမြတ်ခြင်းတကယ်တော့နှုတ်ဖြင့်ဘုရားသခင်ကောင်းမြတ်ခြင်းနှုတ်နဲ့မွတ်ဆိုမမီဘူးတချို့တွေကငါတို့ဒီလောက်ကလေးပြောလိုက်ဟာဘုရားသခင်တော့အရင်ကြိုက်သွားလာပြီနော်ငါတို့ဘုရားသခင်ဒီလောက်မြောက်လိုက်ဘုရားသခင်အရင်ကြိုက်သွားတယ်ထင်တာသင်မြောက်တာလည်းဘုရားသခင်စိတ်ဝင်စားကောင်းပြီးသားသူကအများကြီးလာပြောလဲသိစိတ်ဝင်စားတာမဟုတ်အတန်အရင်ကောင်းတာကိုတီးပြီးသားသူကအရင်အတန်ကောင်းတာပဲပြောတယ်ကြားဘူးနေကြယူနေပြီကွာလူတိုင်းပြောနေတဲ့ကိစ္စဒါပေမဲ့ဘုရားသခင်ချီးမွမ်းတာကြိုက်လားဆိုတော့ကြိုက်တယ်ချီးမွမ်းရင် तू ကြားချင်လို့မဟုတ် तू ကောင်းမြတ်ကြောင်းတခြားလူတွေသိသွားပြီကောင်းမြတ်ကြောင်းလိုက်မီးဆန်းလို့ရအောင်ကြားသိချင်တာဖြစ်တယ်โอเคအဲ့တော့ဘုရားသခင်ကိုကောင်းမြတ်ခြင်းတဲ့ကြော်ပြီးမြှောက်လို့မရဘူးမှတ်သွားဘုရားသခင်ကတို့မြှောက်နိုင်တာတဲ့ပို့အများနဲ့ကောင်းမြတ်တော်ဘုရားသခင်ဖြစ်တယ်အဲ့တော့ဒီနေရာမှာတော့လာမြှောက်တာဒီပုဂ္ဂိုလ်လာပြီးချိုးသားသောစကားချိုးသုံးပြီးတော့မှဘာမေးသလဲဆိုတော့ကဲတာဘရင်အားအခွန်ဆက်အပ်တယ်လို့မဆက်အပ်တယ်လို့ကျွန်တော်တို့ဒီဆက်ရမည်လို့မဆက်ရမည်လို့မေးတယ်ဒီမေးခွန်းကသခင်ယေရှုခရစ်တော်ကိုပြဿနာရှာဖို့မေးတဲ့မေးခွန်းဖြစ်တယ်အကယ်၍ကဲတာဆိုတာသိရနော်ဘရင်ကဲတာဘရင်ဆိုဘရင်ပေါ့ဘယ်နိုင်ငံရဲ့ဘရင်လဲကဲတာနိုင်ငံရဲ့ဘရင်တို့တမိုင်းတာဝန်တမိုင်းကြည်တယ်ဖွဲ့တယ်ပေါ့နော်ဗျာကဲတာနိုင်ငံရဲ့ဘရင်တော့ယောမအေဂရစ်တို့ကဲတာလို့ခေါ်တယ်မြန်မာလိုအုပ်ချုပ်တဲ့သူဘရင်လို့ခေါ်တယ်ပေါ့နော်သူတို့ကဒီယောမအေဂရစ်တွေကြတော့သူတို့ရဲ့အုပ်ချုပ်တဲ့သူကိုကဲတာလို့ခေါ်တယ်စီဇာလို့ခေါ်တယ်ဂျူလီယပ်စီဇာကြားဘူးတယ်မလား no မဟုတ်နော်ပြက်နေစတဲ့နောက်မှာဂျူလီယန်နာတဲ့နော်ဂျူလီယပ်စီဇာအိမ်မတိုင်ခင်သခင်ယေရှုမတိုင်ခင်လက်ထက်ကလေးမှာပေါ်ခဲ့တဲ့ဘရင်ဂျူလီယပ်စီဇာနောက်ကျောကိုဓာတ်နဲ့ထိုးလဲဒါပဲအဲ့မှာโอเคထားတော့ဂျူလီယပ်ရှင်ဘရင်စီဇာဆိုတာဘရင်ဖြစ်တယ်ယောမအင်ပါယာရဲ့အုပ်ချုပ်တဲ့အေဂရစ်ကိုစီဇာလို့ခေါ်တယ်အဲ့တော့အဲ့ဒီအချိန်မှာသခင်ယေရှုခရစ်တော်မြေကြီးပေါ်မှာလူစားတိခံနေတဲ့အချိန်တုန်းကလေဒီယူဒပြည်ကိုဘယ်သူတွေကနယ်ချက်အုပ်ချုပ်နေတာလဲဆိုတော့ဒီယောမလူမျိုးတွေကနယ်ချက်အုပ်ချုပ်နေတာဖြစ်တယ်အဲ့တော့ယောမလူမျိုးတွေကဘာတောင်းလဲဆိုတော့ယူဒလူမျိုးတွေမှာအခွန်ကောက်တယ်ဒါတော့သူတို့ကဘယင်ဖြစ်တော့အခွန်ကောက်တယ်အဲ့ဒီအချိန်မှာဒီမေးခွန်းကိုလာမေးတာ
လာမေးတော့အကယ်၍သခင်ယေရှုကမင်းတို့ခွန်ဆောင်နေတာဗောကဲသားဘီယုံလို့ပြောလိုက်ရင်သခင်ယေရှုဘာဆွဆွဲမလဲဆိုတော့ကိုတော်ကသစ္စာပေါက်နော်ကိုလူမျိုးကိုမချစ်ဘူးတိုင်းတစ်ပါးသားကိုနော်နေချက်အားပေးတဲ့ပုပ်ကိုဆိုပြီးသူ့ဆွဆွဲမှာဖြစ်တယ်ပါရီရှဲတွေကဘုရားသခင်ရဲ့လူမျိုးလုံနေပြီးတော့ဟိုဘက်ကမတရားငါတို့ကိုဖိနှိပ်အုပ်ချုပ်ထားတဲ့အသူအခွန်ပေးဖို့ကိစ္စကိုလာပြီးတော့နော်အားပေးနေတယ်ဆိုပြီးသူ့ကိုပြဿနာရှာဖို့ဖြစ်တယ်ကဲသားကိုပြီးအကယ်၍မပေးပါနဲ့လို့ပြောရင်နိုင်ငံရေးသမားပြောရမယ်ဒါဥပဒေကိုဖောက်တာနော်ဒါဥပဒေကိုဖောက်တာနော်ဒီမှာနိုင်ငံမှာနေနေဥပဒေကိုဖောက်ချင်တဲ့သူဆိုပြီးသူအဲ့တော့ဘယ်ဘက်ကကြီးခွာချက်သဘောမျိုးတခင်ယေရှုလာပြီးပြဿနာရှာတာမပေးပါနဲ့ပြောရင်လည်းပြဿနာရှာခံရမယ်ပေးပါလို့ပြောရင်လည်းပြဿနာရှာခံရမယ်သူတို့ကတော့သူတို့ကိုသူတို့အရန်ဒီတခါတော့ယေရှုရှောင်လို့မရလို့ထင်မှာပေါ့လေယေရှုရှောင်လို့မရတာဘာမှမရှိဘူးယေရှုမတတ်နိုင်တာဘာမှမရှိဘူးယေရှုလူလေကြားလို့လည်းမရဘူးတခါတည်းထားမိလားမသိဘူးတခင်ယေရှုကအားတော့မအောင်နော်တခင်ယေရှုကလူရေးလဲတယ်တို့အားနေဘူးလေဘုရားသခင်လူရှိတော့မဟုတ်ဘူးအဲတော့တမန်ကျမ်းစာပြောတယ်နှုတ်ကပတ်တော်ကမလိမ္မာသောသူကိုလိမ္မာစေတယ်တဲ့လိမ္မာတော့ဗါလိပဲလေတို့ကလိမ္မာဆိုစကားနားထောင်တယ်လို့ပဲထင်နေကြတယ်မဟုတ်လိမ္မာဆိုကျွမ်းကျင်တာကိုပြောတာပါနေတာကိုပြောတာနော်အရင်တော့စိုးညစ်နေတဲ့သူလိုက်ပြီးလမ်းပေါ်မှာရံဖြစ်တဲ့သူပြန်ကောင်းလာဆိုတဲ့အထိပ္ပယ်မျိုးပြောတာမဟုတ်ဘူးမလိမ္မာသောသူလိမ္မာဆိုတာအားနေတဲ့သူတွေလဲလာလို့ပြောတာနှုတ်ကပတ်တော်ကအားနေသောသူကိုလဲစီတယ်တဲ့နှုတ်ကပတ်တော်ကနော်ဟိုထုံထုံထန်းထန်းတွေကိုတကယ်ကျွမ်းကျွမ်းကျင်ကျင်ပါနေသောသူဖြစ်အောင်လုပ်ပေးနိုင်တယ်โอเคလူရည်လဲဖို့လည်းဘုရားသခင်လိုရှိတယ်ဘယ်လိုလဲပြောလဲနဲ့လူရည်လဲဖို့လည်းဘုရားသခင်လိုရှိတယ်ရောအဲ့ဘာလို့ကမလဲနှုတ်ကပတ်တော်လူရည်လဲရမယ်လူလဲလိုက်ကြဖို့တော့မဟုတ်ဘူးနော်လူလဲလိုက်ကြဖို့တော့မဟုတ်ဘူးနော်လူလဲလိုက်ကြဖို့မဟုတ်ဘူးနော်ဘယ်ဟာကတင်းကိုလူရည်လဲတယ်နှုတ်ကပတ်တော်ကနှုတ်ကပတ်တော်တကယ်ပဲဖတ်ကြည့်ဖတ်ရင်တင်ပိုင်းခြားနားလဲတော့ဉာဏ်ပညာရတယ်အဲ့ဒီခါမှာတုံတန်လူကလေလူတွေလာမကြနိုင်ဘူးဒီကနေ့တို့တွေနိုင်ငံခြားရောက်တဲ့သူတွေသတိထားမယ်အရန်လူတွေအကြခံနေရတဲ့ခေတ်ဖြစ်တယ်လူလိမ်နေအများကြီးလာတဲ့ခေတ်ဖြစ်တယ်သူအများကြီးလိမ်နေတာဒီကနေ့ခေတ်လောက်လိမ်နေတာကြားဖြန့်နေလိမ်လဲဟိုလူလိမ်လဲအွန်လိုင်းကလိမ်လဲအများလဲလောင်ကစားဝိုင်းကလိမ်လဲပတ်လေကလိမ်နေတဲ့ခေတ်မှာအနည်းဆုံးလူကလည်းလိမ်လိုက်တယ်အဲ့ဒါဘာဒိတ်ပဲလဲတော့ငါလည်းမသိဘူးအဲ့ကိစ္စပြင်းတကြပြောမယ်အဲ့တော့အများကြီးဒီကနေ့ကမှလိန်နာများလို့ဟိုဒီလူတယောက်နဲ့တွေ့လိုက်ငါ့တကယ်ပဲပြောနေလားဟုတ်နေလားငါ live for တယ်လားငါဘာများရောင်းနေလို့လည်းမသိဘူးအမျိုးမျိုးထင်ရတဲ့ခစ်ကြီးထဲမှာပန်းနေဖို့လို့ရတယ်အဲ့ပန်းတဲ့ချင်းကိုဘာပေးနေလဲသူတမန်တရားပေးနေတယ်နှုတ်ကပတ်တော်ဟာပေးနေနှုတ်ကပတ်တော်ကပေးနိုင်တယ်အဲ့တော့ဒီလိုမျိုးခွာချက်မေးခွန်းမေးခါတဲ့အခါမှာသခင်ယေရှုခရစ်တော်ဘာပြောလဲဆိုတော့ဟေးတဲ့ဒေနာကြီးတပြားကိုငါကြည့်ဖို့ယူခဲ့ကြတဲ့ငါကျွန်တော်အဲ့မှာစဉ်းစားရသလားဒေနာကြီးတပြားဆိုသိရနော်ဘာသာအဲ့ကိတုံးကတော့တရက်လောက်အားကားလို့ပြောတယ်ဒီနိုင်တပြားကသူတို့တရက်လောက်အားကားပြောတယ်ယူခဲ့ကြလို့ပြောတယ်သခင်ယေရှုကသူ့ကိုယ်စီမှာသူ့မှာဒီနိုင်တပြားတော့မရှိဘူးလားမသိဘူးနော်ဟုတ်တယ်လေဟဲ့အောင်နေဒီမှာကပြမယ်ဆိုထုတ်ပြတာမဟုတ်ဘူးယူခဲ့ကိုငါကြည့်ဖို့ယူခဲ့ကြဟုတ်လားကျွန်တော်စဉ်းစားသခင်ယေရှုလက်ထက်မှာသခင်ယေရှုပတ်စံမကင်တဲ့သဘောကြီးတယ်တခြားကျမ်းပိုက်တွေကျင်းနေတွေ့ရပါတယ်သခင်ယေရှုကသူဒီနိုင်တပြားလက်ထက်မကင်တော့အဲ့တော့ပတ်စံရှိမှလို့ရတာမဟုတ်ဘူးသခင်ယေရှုကပြတာနော်အဲ့တော့โอเคအဲ့တော့ဘာပဲပြောအဲ့ကိစ္စလည်းအများကြီးဆက်ပြီးစဉ်းစားစရာရှိတယ်ဒီကနေ့ခေတ်တချို့တွေကအရန်လေအမှုတော်ဆောင်တွေထဲမှာအရေးကြီးတာပတ်စံကွာနော်ပတ်စံမရှိလို့မရဘူးပတ်စံမရှိလို့မရဘူးပတ်စံရှိမှလို့ရမယ်ပတ်စံရှိမှအရေးကြီးတာသခင်ယေရှုတော်မှာပတ်စံသခင်ယေရှုပတ်စံအကြောင်းအများကြီးပြောပါတယ်မပြောဘူးမပြောတယ်ပတ်စံအကြောင်းပြောတာအဲ့ဒါကြောင့်ငါတို့တွေအရေးကြီးတာနော်ခရစ်ယာန်ဖြစ်ပြီးချမ်းသာဖို့အဓိကပတ်စံရှိဖို့အဓိကတွေဒါပေမဲ့သခင်ယေရှုလက်ထဲမှာတော့ကြည်တာဒေနာကြီးတပြားတော့ရှိဖို့မရခဲ့ဘူးအဲ့ဒီကမှာဒေနာကြီးတပြားကိုတောင်းပြီးကြည့်လိုက်တယ်ကြည့်ပြီးတဲ့ကမှာမေးတယ်ဒေနာကြီးတင်ကားမှာပါတဲ့ပုံနဲ့လိပ်စာကိုပြပြီးတော့တဲ့ဤပုံဤလိပ်စာကအဘယ်သူဤပုံအဘယ်သူဤလိပ်စာဖြစ်တဲ့နည်းမေးတော်မူလျင်ဘာပြန်ဖြေကြလဲကဲပြောပါအကျေပြောပါဦးဘယ်သူပုံပါလဲဆိုတော့ကဲသာဘင်းရဲ့ပုံလိပ်စာပါတယ်လို့ပြန်ပြီးဖြေကြတယ်အဲ့ဒီခါမှာသခင်ရွှေလည်းပြောလိုက်တယ်အေးလေတဲ့အဲ့ဘယ်သူဥစ္စာလဲတော့သူ့ပုံပါတော့သူ့ဥစ္စာအဲ့တော့သူ့ဥစ္စာဆိုတော့သူပြန်ပေးပေါ့ကွာတဲ့ပြီးတဲ့ခါမှာတစ်ဆက်တည်းမှမရက်သွားဘူးဘုရားသခင်ရဲ့ဥစ္စာကိုတော့ဘုရားသခင်ကပြန်ပေးပါလို့ပြောတဲ့ခါပါတဲ့ဟိုလူတွေအံ့ဩသွားတယ်အဲ့တော့ဒီနေရာမှာသခင်ယေရှုခရစ်တော်ကပိုင်ဆိုင်မှုတယောက်ရဲ့ပိုင်ဆိုင်မှုကိုဘာနဲ့ခွဲပြသွားလဲကဲသာဘင်းအပိုင်နဲ့ဖျားပံကိုဘာနဲ့ခွဲခြားသွားတော့အဲ့ဒီငါမှာခတ်နှိပ်ထားတဲ့ပုံကိုပြပြီးခွဲခြားဖြေသွားတယ်ကျွန်တော်စဉ်းစားအဲ့ဒါဘာလိပဲလေဒီငါမှာကဲသာဘင်းရဲ့ပုံပါတော့ဘယ်သူဥစ္စာလဲကဲသာဘင်းရဲ့ဥစ္စာဒါဆိုဖျားနဲ့ပိုင်တဲ့ဥစ္စာကဘယ်မှာလဲစဉ်းစားတဲ့အခါမှာ
ဘယ်ပတ်စံမှာမှတော့ဖျားပုံကြီးခန့်နေထားမှာတော့မတင်ဖျားပုံကြီးခန့်နေထားလဲတပည့်ပြောနော်ကျွန်တော်တော့ကြည့်နိုင်ဖျားပုံကျွန်တော်တို့ကအထူးသဖြင့်ယုံကြည်သူကပို့ဆိုတော့ဗောလေနော်ခန့်နေကြဖျားပုံကလည်းမရှိဘူးလေဖျားပုံမြင်ဘူးလားတခါလေကျွန်တော်မြင်မှုလေမုံစင်ဝင်နှကမ်းမွေးရှည်ရှည်နဲ့ဟိုအရှိလေဘယ်ပုဂ္ဂိုလ်တယောက်ရဲ့ပုံတော့တွေ့ဘူးတယ်အဲ့ဒါဖျားလားတခါလေတော့သတိထားရတယ်ကျွန်တော်သားသမီးတွေအခုအဲ့ဒီလို့နှကမ်းမွေးမုံစင်မွေးရှည်နဲ့ဝိုးရုံဝတ်တာတွေဟာနေနေလို့ပြောကြတာအဲ့တော့ဟုတ်ငါတို့ကာတွန်းကားတွေပြတယ်များမှားသွားပြီလားမသိဘူးဗောနော်ဟုတ်တယ်လေကာတွန်းကားမှာတခါကျယေရှုပုံစံပြောပြီးပြတာဒီလိုမှနားလဲလွယ်တာဟုတ်အဲ့တော့ကျွန်တော်တို့ဒီအခုလိုမန်ဟွာတွေဒီကာတွန်းတွေမှာလည်းပြတယ်စတိုရီဘုတ်တွေမှာစူပါဘုတ်တွေမှာလည်းပြတဲ့ခါကျတော့သူတို့ကအဲ့လိုပုံတွေ့ပြီးတော့ဖျားသခင်လာပြီဖျားသခင်လာပြီတော့ဖျားသခင်ဆိုမုံစိတ်မွေးတဲ့ကထင်းနေတဲ့ကြပြီမဲ့အဲ့ဒါကဖျားသခင်ပုံမဟုတ်ပါဘူးအားလုံးဘာပြနားလဲအောင်အတွက်စကလုံးတစ်လုံးလိုမျိုးသုံးပြတာကောင်းပါတယ်အဲ့တော့ဖျားသခင်ပုံကတော့ပတ်စံတွေမှာခက်နှိပ်ထားစရာအကြောင်းလဲမရှိဘူးအဲ့တော့ဘာမှလည်းဖျားသခင်ပိုင်တဲ့အရာကအဲ့မှာတမန်ကျမ်းစာဖတ်တဲ့သူတိုင်းသိတယ်လူမှန်သမျှကဘု து ပုံတရနဲ့ညီဖန်ဆင်းခံထားရတာလေဒီနေ့မနေ့မှလည်းလေ့လာခဲ့ကြတယ်ငါတို့ပုံတရနဲ့ညီတရနဲ့လူကိုဖန်ဆင်းကြလူကိုဖန်ဆင်းတဲ့ဘုရားသခင်ကလူကိုခဏမှာဘာပုံတရံခန့်နေထားလဲဘုရားသခင်ရဲ့ပုံတရံကိုခန့်နေထားတယ်အဲ့တော့ဘုရားသခင်ပိုင်တဲ့အရာကဘာမှလဲဒီဒင်းကားပြားပေါ်မှာဒင်းကားမကဲသားဘရင်ရဲ့ယုံနဲ့ကဲသားပြန်လိမ့်စာပါတော့ဘသူကလဲကဲသားဘရင်ကအခုငါတို့ကဘသူတစ်စိမ့်နဲ့ခန့်နေတာခန့်တာလဲဘုရားသခင်ရဲ့ပုံတရံနဲ့တစ်စိမ့်ခန့်နေတော့တကယ်ရှိပြောတာဟုတ်တယ်မင်းလက်ထက်ပတ်စံကတော့သူ့ပုံကြီးပါသူ့ပေးလိုက်ဒါဘုရားဥစ္စာဘာမှလဲဘုရားဥစ္စာကျူးတယ်လို့ပြောတော်များသိတယ်ဘုရားဥစ္စာဘာမှလဲဆိုတော့ငါ့ဖြစ်တည်မှုတွေကဘုရားဥစ္စာဖြစ်တယ်အဲ့တော့ကိုကဘုရားကိုဗာပေးရမှာလဲကိုယ့်ဖြစ်တည်မှုတွေကိုလုံးကိုယ့်တက်နိုင်ခြင်းတစ်ခုလုံးကိုပေးခြင်းကကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်သူ့နိုင်ငံမှာနေရင်သူ့ service ကိုသုံးရင်သူ့ကိုအခွန်ဆောင်ဖို့တာဝန်ရှိတယ်လို့ဖျားပုံသဏ္ဍာန်ရှိသောသူကကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုလုံးဖျားကိုပေးဖို့ကကျွန်တော်တို့မှာတာဝန်ရှိတယ်သခင်ယေရှုကတာဝန်သင်ပေးတာဖြစ်တယ်ဒီနေ့သိစေခြင်းနဲ့ငွေကြေးနဲ့ပတ်စံတွေကအစိုးရအဖွဲ့အစည်းတွေနဲ့သက်ဆိုင်နေလိမ့်မယ်။တင်းရဲ့ဖြစ်တည်မှုကဖခင်နဲ့သက်ဆိုင်တယ်။တင်းဖြစ်တည်မှုကြောင့်လှုပ်လိုက်တဲ့ငွေကြေးတွေကလည်းဖခင်နဲ့ဆိုင်တော့ပဲ။ဒီနော်ဒီအားဘယ်သူကြောင့်ရလဲ။ဖခင်ပေးတဲ့ဒီကွန်တာရောက်ရလေ။ဒါသူ system သုံးတော့သူ့ကိုခွန်ဆောင်နေဆိုပေမဲ့သူပဲပိုင်နေတာမို့ယေရှုပြောတဲ့စကားတော်တော်လေးနည်းသိတာစီတာ။ကိုယ်မှာရှိသမျှအရာအားလုံးကဖခင်သခင်ပိုင်နေရပြီ။ကိုယ်မှာဖြစ်တည်တဲ့အရာအားလုံးကဖခင်သခင်ပိုင်နေရ။အားလုံးကိုဖခင်ဘုန်းတော်အတွက်အသုံးပြုခြင်းကဘုရားသခင်ကိုတို့ပြန်ပေးဆက်ရမယ်အရာဖြစ်တယ်။ဒါလေးကိုဒီနေ့တရားစေချင်တယ်။ဘုရားသခင်ပုံသဏ္ဍာန်တို့ကတို့ရဲ့အပေါ်မှာခန့်နေထားတယ်။ဒါလည်းဒီနေ့မှာပြောဟုတ်ဘုရားသခင်ကတော့ဘယ်လိုပေးရမှာလဲ။ဒါလည်းစဉ်းစားလေ။တစ်ခေါက်ပြောမှုတယ်ဒီမှာကျွန်တော်တို့ဥပမာလေးတစ်ခုလူငွေကောက်တာဘယ်သူတွေကောက်တာလဲဘုရားသခင်တွေကောက်တာ။ဘုရားသခင်ဘယ်လိုပေးလဲ။ဒါနဲ့ဒီဘက်ကနေပြီးတော့ဆရာတယောက်ကလည်းငါကောင်းကင်ပေါ်ပြစ်တင်လိုက်တယ်။ငါဘေးထဲမှာဝိုင်းထားတယ်။ကောင်းကင်ပေါ်ပြစ်တယ်ငါဝိုင်းနေကြရင်ငါယူတယ်အပြင်ကြရင်ဘုရားသခင်တွေဟာမင်းကရှုပ်တယ်ကွာတဲ့ငါတို့ကဘယ်လိုလဲအကုန်လုံးပြစ်တင်လိုက်တယ်အပေါ်ရောက်သွားတဲ့ဟာဘုရားသခင်တွေအောက်ကျတဲ့ဟာငါအတွက်ဆိုပိုင်တယ်နော်အလူငွေလောက်ခွဲတာလားအဲ့တော့ဘုရားသခင်ဘယ်လိုပေးရမှာလဲရှင်းများကောင်ဘယ်လိုပေးရမှာလဲလူတစ်ခုလုံးခုန်တက်ပြီးတော့အဲ့ဒါလည်းမဟုတ်ဘူးဘာလဲဆိုတော့တမန်ကျမ်းစာကတင့်ကိုဘုရားသခင်ပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းထားခြင်းကတင့်ကိုတွေ့တိုင်းမှာဘုရားကိုတွေ့စေခြင်းလို့ဖြစ်တယ်တင့်စကားသံကြားတဲ့အခါထဲမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကြားသွားဖို့သင်စကားကိုဘုရားသခင်ကောင်းမြတ်ခြင်းဖော်ပြဖို့တဲ့သင်သုံးရင်သင်စကားကိုဘုရားသခင်ကိုပေးခြင်းဖြစ်တယ်။သင်လက်ကလောက်ကဆောင်မှုကဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကုမခြင်းကိုပေါ်လွင်စေတယ်ဆိုရင်သင်လက်ကိုသင်ဘုရားသခင်ကိုပေးခြင်းဖြစ်တယ်။သင်ရဲ့အတွေးကိုဘုရားသခင်ကောင်းမြတ်ခြင်းကိုစဉ်းစားရဆိုရင်သင်အတွေးကိုဘုရားသခင်ကိုပေးခြင်းဖြစ်တယ်။ဘုရားသခင်ကိုပေးဖို့ကိုယ့်ကိုကောင်းကင်ပေါ်မှာမြင့်တင်လိုက်တဲ့အမြောက်နဲ့လည်းမပြစ်နဲ့မရဘူးအဲ့လိုပေးလို့မရဘူး။ပေးတဲ့အခါမှာဘာလို့ကိုယ်ခန္ဓာကိုပူဇော်ခြင်းတည်းဟူသောတန်ရှင်းသောလက္ခဏာအသက်ရှင်သောလက္ခဏာရှိခြင်းဖြစ်တယ်။ကိုယ်ခန္ဓာမှာသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာတဲ့ကိုယ်ခန္ဓာကိုကြည့်လိုက်တဲ့အခါမှာဘုရားသခင်ကောင်းမြတ်ခြင်းကိုမြင်စေခြင်းကဘုရားသခင်ပေးရခြင်းဖြစ်တယ်။အဲ့ဒါကလူမှန်ရင်ခရစ်ယာန်မှန်ရင်လို့ပြောတာမဟုတ်ဘူး။လူမှန်ရင်ပြန်လုပ်ရမယ်တာဝန်ဖြစ်တယ်။ခရစ်ယာန်မှန်ရင်မဟုတ်နော်လူမှန်ပဲလူတိုင်းမှာဘုရားပုံသဏ္ဍာန်တော်ခတ်နေထားတာရှိတယ်။လူမှန်ရင်ဘာတာဝန်ရှိလဲဆိုတော့ကိုယ့်ဖြစ်တည်မှုတစ်ခုလုံးဘုရားသခင်အတွက်အသက်ရှင်မှုရတာဝန်ရှိတယ်။ရောက်စတဲ့ကိုတာပြီးဖျက်တဲ့နားလဲခြင်းပေးပါစေ။တကယ်ပဲနှုတ်ကပတ်တော်ကိုကြားပြီးသိပြီးတော့အသက်ရှင်နေတော့သူများဖြစ်ပါစေနော်ဘုရားသခင်ပုံသဏ္ဍာန်တော်ရှိပြီးသားဖြစ်တယ်ဒါပေမဲ့ပေါ်လွင်နိုင်သောခွန်အားနဲ့ပြည့်ပါစေ